ယောဂီသူတော်ကောင်းများစောစားဆင်ញင်တော်မူကြပါခင်ဗျာဤနိသမေဓမ္မေမေကိုမြူရေမတောအပါယေစီတေလူချင်းငါမတော်မာဟုလေပြာတသာဤကိုကောင်းသည်ရှေးအောင်ဒီရဲ့ရတေညာတံမဘောပညာဖယာတာတနာကျင့်နာဖြာကိုကျင့်ပါနိုင်စေဝေနာဟောင်းဒီမဖြစ်စေရရာပိုင်များတဲ့ခတိတိကိုမဖြစ်စေရသံဃေအောင်ဟုသုံးဆောင်မိဝေပါတတိအလူရှင်အလူမအပေါင်းသူတော်ကောင်းတို့နှင့်ဝိယဝိသဆောင်ရွက်ကြကုန်သောစေနာရှင်ပေါင်းတို့သည်ကိုယ်စိတ်နှပြချမ်းသာကြပါစေကိုယ်စိတ်နှပြချမ်းသာကြပါစေတရားသူတရားမြတ်တို့ကိုပြည့်စုံစွာမြတ်ပြုနိုင်